ဇာမနီငှက်တွေနဲ့ပတ်သက်လို့လူသိနေတဲ့အမှန်တရား၅ခုလူတွေကမသေးသေးကိုလိုချင်ကြတယ်ဒါပေမဲ့ထာဝရရှင်သန်ဖို့အတွက်ကိုအရှင်လက်မိရှို့ပြီးတော့ပြဖြစ်တဲ့အထိအလူးလဲခံစားရမယ်ဆိုရင်ရောပရိသတ်တို့အဲ့ဒီထာဝရအသက်ကိုလိုချင်သေးလားပရိသတ်များအားလုံးမင်္ဂလာပါရှင် GNC Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒန်နာယူတွေထဲမှာအရန်ကြီးနာမည်ကြီးတဲ့ဒါပေမဲ့အဲ့ဒါအဖြစ်မှန်ကိုတေချာဆန်းစစ်ကြည့်ရင်စက်သေးထားစရာအကောင်ဆုံးဖြစ်နေတဲ့တရဝါတကောင်အကြောင်းကိုဆွဲထုတ်ပြသွားမယ်။အဲ့ဒါကတော့ပြပုံတွေကနေပြန်လည်မွေးဖွားလာတဲ့ဆိုတဲ့ဇာမနီငှက်ပဲဖြစ်ပါတယ်။လူတွေကဖီနစ်ငှက်ဆိုရင်လှပတယ်မတည်နိုင်ဘူးမြက်တယ်လို့ပဲတွေးကြတယ်။တကယ်တော့အဲ့ဒီမတည်နိုင်တဲ့နောက်ွယ်ကဖြစ်စဉ်ဟာဂေဟစနစ်နဲ့သဘာဝတရားရဲ့အကြမ်းတမ်းဆုံးအရက်ဆက်ဆုံးလုပ်ငန်းစဉ်တစ်ခုဆိုတာဘယ်သူမှမသိကြပါဘူး။ဒီနေ့မှာတော့အချင်းအနီးစိတ်ကူးရင်နေကြတဲ့လူတွေကိုအတိတရားရသွားစေမယ်။ကိုအရှင်လက်မီးရှို့တတ်တဲ့ဇာမနီငှက်တွေရဲ့ထိတ်လန့်ဖွယ်ရာလေဝက်ချက်၅ချက်ကိုတင်ဆက်ပေးတော့မှာမလို့မျက်တောင်မခက်တဲ့လိုက်ပါကြည့်ရှုပေးသွားကြပါအောင်ရှင်ပထမဆုံးလေးဝက်ချက်ကနေစလိုက်ရအောင်ဇာမနီငှက်တစ်ကောင်ရဲ့တက်တန်းက2900ကနေ1000ထိရှိပါတယ်ဒါပေမဲ့အချိန်တန်လို့အိုမေးမစွမ်းဖြစ်လာပြီဆိုရင်သူဟာတာမန်တရိษံတွေလိုအေးအေးဆေးဆေးမျက်စိမှိတ်သွားခွင့်မရှိပါဘူးသူကတစ်ချပိုးကောက်တွေအမွေးကြိုင်တစ်ကိုင်းကြောက်တွေကိုစုဆောင်းပြီးတော့အတိုက်တစ်ခုလုပ်ရပါတယ်အဲ့ဒီနောက်နေမင်းရဲ့အပူရှိန်အပြင်းဆုံးအချိန်ကိုစောင့်ပြီးတော့ကိုအဲ့ဒီအတိုက်ပေါ်မှာအရှင်လက်မီးရှို့ပြရတာပါအမွေးတောင်တွေကူးဆက်လောင်ကျွမ်းအရေးပြားတွေအရေးပြောကြပြီးတော့တကူလုံးပြကျသွားတဲ့အထိအလူလဲခံစားရတာပါဒါဟာသဘာဝတရားကပေးတဲ့ဆုလက်မဟုတ်ပါဘူးရှင်တန်ခြင်းရင်နာကျင်မှုကိုမဖြစ်မနေဖြတ်တန်းရမယ်ဆိုတဲ့အကြမ်းတမ်းဆုံးပြစ်ဒဏ်တစ်ခုပဲဖြစ်ပါတယ်ပရိသတ်တို့ရောဒီလောက်နာကျင်ရမယ့်ထာဝရအသက်မျိုးကိုလိုချင်နေသေးအောင်သိစားရဲ့လားဒုတိယချက်ကိုဆက်သွားမယ်ရုပ်ရှင်တွေထဲမှာတော့ဇာမနီငှက်ကပြပုံတွေကနေချက်ချင်းပဲအတောင်ပံခတ်ပြီးတော့ခန်းနှောင်းစွာနဲ့ပြန်တန်းလာတယ်လို့ပြတတ်ကြတယ်။အဲ့ဒါလုံးဝအလကအယုံသွင်းထားတာပါ။ရှေးရောက်မှတန်အစစ်အမှန်တွေအရဇာမနီငှက်ကြာကျသွားပြီးရဲ့နောက်နေ့မှာတော့ပြပုံတွေကနေချက်ချင်းငှက်ကြီးဖြစ်မလာပါဘူး။အဲ့ဒီအစားပြပုံတွေမှာဆူဆွတ်နေတဲ့အကြည့်အချွဲတွေနဲ့ဖုံးလွှမ်းနေတဲ့သွေးဆုပ်ကောင်ပိုးကောင်လေးတစ်ကောင်ဖြစ်အရင်ဆုံးစတင်မွေးဖွားလာတာပါ။အဲ့ဒီပိုးလောင်းလေးဟာပြပုံထဲမှာရက်အတော်ကြာတွားသွားနေပြီးမှတဖြည်းဖြည်းအရေးအပြားတွေကွာကျအတောင်အမှန်တွေပေါက်လာပြီးတော့ငှက်တကောင်အဖြစ်ပြောင်းလဲလာတာဖြစ်ပါတယ်။ဆိုလိုတာကခန်းနာတဲ့ငှက်ဘဝကိုပြန်မရောက်ခင်မှာရွှန်းရှာစရာကောင်းတဲ့ပိုးကောင်ဘဝနဲ့အရင်ဆုံးပြန်လဲစတင်ရတာပါ။တတိယအချက်ကတော့သူတို့ရဲ့မျက်ရည်နဲ့ပတ်သက်ပါတယ်။ဇာမနီငှက်ရဲ့မျက်ရည်ဟာဘလို့ပြင်းထန်တဲ့ဒဏ်ရာအစိတ်မျိုးကိုမစိုးချက်ချင်းပျောက်ကင်းစေနိုင်တဲ့စွမ်းရည်ရှိတယ်လို့ဆိုပါတယ်။ဟုတ်ပြီ။ဒါပေမဲ့စဉ်းစားကြည့်ဖို့လား။ဘာလို့ဇာမနီငှက်ကမျက်ရည်ကျရတာလဲဆိုတာကိုပေါ့။သူတို့ဟာလူသားတွေလိုဝမ်းနေလို့ငိုတာမဟုတ်ပါဘူး။သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာလေပတ်နေတဲ့အစုံမဲ့အရှင်တန်ခြင်းစွမ်းအင်တွေကိုပြန်လဲတိဆောက်ရတဲ့ဇီဝကမ္မဖြစ်စဉ်တွေကအလွန်အမင်းဝင်ပြီးစေရတဲ့အတွက်ခန္ဓာကိုယ်ကနေပိုရှန်နေတဲ့စွမ်းအင်တွေကိုမျက်ရည်အဖြစ်စွန့်ထုတ်ရတာပါ။တနည်းအားဖြင့်ပြောရရင်အဲ့ဒီမျက်ရည်တွေဟာသူတို့ရဲ့ရာစုနှစ်ပေါင်းများစွာကြုံတွေ့ခဲ့ရတဲ့နာကျင်မှုတွေမီးလောင်ကျွမ်းခဲ့ရတဲ့ဒဏ်ရာတွေကနေထွက်ပေါ်လာတဲ့နာကျင်မှုအရည်အနှစ်တွေပဲဖြစ်ပါတယ်။စတုထချက်ကတော့ဇာမနီငှက်လောကမှာအချစ်ဆိုတာလုံးဝမရှိပါဘူး။ဘာလို့လဲဆိုတော့ဒန်နာယူတွေအရကမ္ဘာပေါ်မှာဇာမနီငှက်ဆိုတာတစ်ချိန်တည်းမှာတကောင်နဲ့သာအသက်ရှင်နေထိုင်ခွင့်ရှိလို့ပါပဲ။သူတို့ဟာမျိုးပွားခြင်းလုပ်ငန်းစဉ်မရှိပါဘူး။အဖော်ရှာခြင်းမရှိပါဘူး။နှစ်ပေါင်းထောင်ချီပြီးတော့တကောင်နဲ့အထီးကျန်စွာဖြတ်တန်းနေရတာပါ။ကမ္ဘာမြေကြီးပေါ်ကသတ္တဝါတွေအကုန်လုံးတည်ဆုံးသွားချိန်မှာတောင်သူကတော့တကောင်နဲ့ရှင်သန်ကြံရစ်နေအောင်ပါပါ။ကျင်နာစရာမိသားစုမရှိဘဲကဘာကြီးရဲ့အဆုံးသက်အထိတကောင်နဲ့အထီးကျန်စွာရှင်သန်နေရခြင်းကမတည်နိုင်ခြင်းရဲ့နောက်ွယ်ကအဆိုးရွားဆုံးကျိန်စာတစ်ခုပဲဖြစ်ပါတယ်။နောက်ဆုံးပြင်စမအချက်ကတော့ဒီဇာမနီငှက်ဒန်နာကြီးဟာဘယ်ကနေမြေဖြားခံလာသလဲဆိုတာပါပဲ။ဒါဟာတသက်စိတ်ကူးရင်ထားတာမဟုတ်ပါဘူး။ရှေးခေတ်အီဂျစ်လူမျိုးတွေဟာဘန်နူလို့ခေါ်တဲ့အေယာမပြိုင်ငှက်ကြီးတွေကိုတွေ့ရှိခဲ့ရကနေဒီဒန်နာကြီးစတင်ခဲ့ရပါပို့ပြီးတော့ကြက်သီးထားစရာကောင်းတာကတကယ်လက်တွေ့တဘာဝလောကမှာလည်းမီးကိုအသုံးပြုတတ်တဲ့ငှက်တွေရှိနေတာပါ။ဩစတြေးလျတိုက်က Firehawk လို့ခေါ်တဲ့စွန်ငှက်တွေကတောမီးလောင်နေတဲ့နေရာကနေမီးတောက်နေတဲ့တစ်ကိုင်းတွေကိုသွားကောက်ပြီးတော့မီးမလောင်သေးတဲ့တောအုပ်တွေတွေကိုတမင်တကာသွားချတတ်ကြပါတယ်။
ဒါဟာသားကောင်တွေကိုမီးနဲ့ခြောက်လန့်ပြီးတော့အမဲလိုက်တာပါနောက်ပြီးတော့ကြီးကန်းတွေဆိုရင်လည်းပရွက်စိတ်တွေကိုသူတို့ရဲ့အမွေးတောင်တွေကြားထဲထည့်ပြီးတော့ပိုးမွားတွေကိုတတ်တက်ကြသလိုတချို့ငှက်တွေကအမီးကုန်းငွေတွေကြားထဲဝင်ပြီးတော့သူတို့ကိုယ်ပေါ်ကကပ်ပါကောင်တွေကိုတတ်ပစ်တတ်ကြပါတယ်ဒီလိုသဘာဝတရားရဲ့ရိုင်းဆိုင်ကြမ်းတဲ့အမဲလိုက်နေတွေရှင်တန်ရေးပြူဟာတွေကိုရှေးလူတွေကတွေ့မြင်ပြီးတော့မီးတွေကနေပြန်လည်မွေးဖွားလာတဲ့ဇာမနီငှက်ဆိုပြီးပုံကြီးချက်ဖန်တီးခဲ့ကြတာဖြစ်ပါတယ်ကဲအခုဆိုရင်တော့ဇာမနီငှက်လို့ခေါ်တဲ့ Phoenix ဆိုတာလှပတဲ့စိတ်ကူးရင်ပုံမြင်တစ်ခုမဟုတ်ပဲအထီးကျန်မှုနာကျင်မှုနဲ့ကြမ်းတမ်းတဲ့အရှင်တန်ရေးတိုက်ပွဲတွေပြည့်နှက်နေတဲ့ချိန်စာတစ်ခုဆိုတာကိုသဘောပေါက်လောက်ပြီးထင်ပါတယ်ထာဝရအသက်ရှင်ခြင်းဆိုတာတကယ်တမ်းကျတော့စုလက်မဟုတ်ပဲငရေကန်းတစ်ခုပါပဲဒါကိုလက်မခံခြင်းတဲ့သူတွေရှိရင်လည်း comment မှာဝင်ရင်းသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်